အိမ်မက်ထက်မှသွားကြိုးရင်ဘာဖြစ်တတ်လဲလို့မေးတာလို့ကျွန်တော်တီးတလောက်လေးဖြေပေးလိုက်တယ်နော်အိမ်မက်ထက်မှသွားကြိုးခြင်းဟာများသောအားဖြင့်ဆုံးရှုံးမှုတို့မို့အပြောင်းလဲတစ်ခုခုကိုနမိတ်ပြတာဖြစ်ပါတယ်ဒါပေမဲ့ဘယ်ဘက်ကသွားကြိုးတာလဲအပေါ်သွားလားအောက်သွားလားဆိုတာပေါ့မူတည်ပြီးတော့အတိတ်ပဲကွဲပြားတာလည်းရှိတယ်ပေါ့ဒီပေါ်သွားအောက်သွားကြိုးခြင်းနဲ့နည်းနည်းရှင်းပြမယ်ဆိုရင်အပေါ်သွားကြိုးခြင်းတော့မဟုတ်ကျွတ်ခြင်းဟာအပေါ်သွားဟာမိမိရဲ့အသက်ကြီးသူပေါ့နော်အထက်လူကြီးတို့မဟုတ်မိဘဘိုးဘွားတွေနဲ့သူတို့ကိုစားပြုတယ်လို့လည်းပြောတယ်ပေါ့အပေါ်သွားကြိုးရင်တော့မိမိရဲ့အကြီးကဲတွေကျမ်းမာရေးညံ့တတ်တာမိသားစုတွေကအသက်ကြီးသူတွေနဲ့ပတ်သက်ပြီးစိတ်မချမ်းသာစရာကြုံတွေ့ရတာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့အောက်သွားကြိုးရင်တော့ဘာဖြစ်တတ်လဲဆိုရင်ဒီအောက်သွားကတော့မိမိထက်အသက်ငယ်သူတွေသားသမီးညီအကိုမောင်နှမတွေနဲ့ဒီလက်အောက်ငယ်သားတွေကိုကိုစားပြုတယ်လို့ပြောတယ်ပေါ့ဆိုတော့ဒီအောက်သွားကျိုးတဲ့အိမ်မက်မဲ့ရင်တော့မိမိရဲ့ငယ်သားတွေတစ္ဆာဖောက်တာဒါမှမဟုတ်မောင်နှမတွေထဲမှာနာမကျန်းဖြစ်တာမျိုးသတိထားရတတ်တယ်လို့လည်းပြောတယ်ပေါ့နောက်တစ်ခုအနေနဲ့ကတော့သွားအရှိကသွားများကျိုးရင်ဒီအရှိသွားကျိုးရင်တော့ပေါ့နော်အရှိသွားကျိုးတာအလှသွားတွေကျိုးတာကတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်တာတွေလူအများကြားမှာမျက်နှာငယ်ရမယ့်ကိစ္စမျိုးမိမိရဲ့နာမည်ဂုဏ်သတင်းထိခိုက်မဲ့ကိစ္စမျိုးတွေကြုံရတတ်တယ်လို့ပြောတယ်နောက်တစ်ခုကဘာလဲဆိုရင်သွားကုန်လုံးကျွတ်သွားခြင်းဒီအိမ်မက်ကတော့အပြောင်းလဲအကြီးကြီးဖြစ်တာကိုသူကပြောတယ်လို့ပြောတယ်ပေါ့မိမိနေထိုင်နေတဲ့နေရာဒေသပြောင်းလာတာအလောက်ကင်လုံးဝပြောင်းလဲသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်နံပါတ်5ချက်ကဘာလဲဆိုရင်သွားကြိုးပင်မဲ့သွေးမထွက်ဘဲနဲ့သွားကြိုးပြီးသွေးမထွက်ဘူးဆိုရင်တော့အဲ့ဒီအပြောင်းလဲသို့မဟုတ်ဆုံးရှုံးမှုဟာမိမိအပေါ်အများကြီးတက်ရောက်မှုမရှိဘူးလို့ဆိုလိုတယ်ပေါ့နော်ဒီသွေးမထွက်ဘဲနဲ့ပုံမှန်ရိုးရိုးကြိုးတယ်ဆိုတော့ပေါ့နော်ဒါမဲ့သွေးတွေအများကြီးထွက်တယ်ဆိုရင်တော့အဲ့ဒီကိစ္စကမိမိကိုအတော်လေးစိတ်ဒုက္ခပေးတတ်တယ်လို့ပြောပါတယ်ဆိုတော့ဒီသွားကြိုးခြင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်သိချင်တာရှိတဲ့အကြောင်းအရာတွေနောက်ထပ်အိမ်မက်နမိတ်တွေမေးချင်တဲ့အကြောင်းအရာကြည့်ရဲဆိုရင်တော့လေကျွန်တော်ရဲ့ comment box မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်အနေနဲ့စိတ်ချတိကန်စွာနဲ့ဖြည့်ကြားပေးပါမယ်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်